วัสดีค่ะทุกคนพิมพ์ชาแนลนี้จูสุไลบาเร่ဒီကနေ့မှာတော့ထိုင်းနိုင်ငံမှာပေါ့နော်ဒီလက်ရှိလူငယ်တွေကြားထဲမှာအသုံးများတဲ့စကားစုလေးတစ်ခုစကားစုလေးအနည်းငယ်ကိုလာပြောမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ပထမအဆုံးတစ်လုံးကတော့ตามสบายဆိုတာကတတောင်းတတာနေပါနေကြိုက်တယ်လို့လုပ်လို့ရတယ်ဥမာနဲ့အိမ်တို့တဘောထိုင်းနေလို့ရတယ်ဒါကိုကျမတို့အတူနီးနဲ့ပြောမယ်ဆိုရင်ตามสบายလို့ပြောပါတယ်နောက်တစ်လုံးမှာဆိုရင်เดี๋ยวก่อนပေါ့နော်ခဏလေးနေအောင်ခဏလေးစောင့်ဆိုရင်เดี๋ยวก่อนအတိုင်းပြောပါတယ်နောက်တစ်လုံးမှာဆိုရင်အရန်ထူးဆန်းတယ်ပေါ့နော်ဒါကိုဘယ်လိုပြောမလဲဆိုရင် black တွေ့ရတစ်လုံးနဲ့ပြောမယ်ဆိုရင် black ပေါ့နော်ဒါမဲ့ကျမတို့ပုံမှန်အားဖြင့်နှစ်ခုဆက်ပြီးပြောတတ်တယ်ပေါ့နော် black လို့ခေါ်ပါတယ်ဒီအခုပြောမယ့်စကားလုံးကတော့တငယ်ချင်းတွေအချင်းချင်းကြားမှာကိုယ်နဲ့တက်တူရဲ့တူကြားမှာသုံးတဲ့စကားလုံးပေါ့တို့ကအဓိပ္ပာယ်ကတော့ဘာလဲပေါ့နော်ဝငိုင်ဆိုတာကဘာလဲအဲ့လိုအဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးမှာဆိုရင်ယုံမากဆိုတာကအရင်အလုံးရှုပ်တယ်ပေါ့နော်အဲ့ဒါကိုပြောရပါယုံမากနောက်တစ်လုံးမှာဆိုရင်ဘယ်သူပြောတာလဲလို့ပြောချင်လို့ရှင်ใครบอกအဲ့ဒါမျိုးလည်းပြောလို့ရပါတယ်ใครบอกပေါ့သူရဲ့အပြည့်စုံကใครบอกအဲ့လိုအဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးမှာဆိုရင်ช่างมันเถอะဆိုတာကကိစ္စမရှိဘူးလို့အဓိပ္ပာယ်ရပါတယ်ช่างมันเถอะနောက်တစ်လုံးမှာဆိုရင်สุกปุกဆိုတာကကြတော့ညစ်ပတ်တာကိုပြောပါสุกปุกဆိုတာကညစ်ပတ်တာสุกปุกဖြစ်ပါတယ်နောက်ဆုံးတစ်လုံးမှာဆိုရင်ไม่ต้องဆိုတာကအားလုံးကြည့်ထားပြီးတဲ့အတိုင်းပဲမလိုအပ်ဘူးအဲ့လိုညင်းတာပေါ့နော်ไม่ต้องထိုင်းစာလေးတွေကိုကိုယ်တိုင် free အခမဲ့လေ့လာခြင်းနဲ့ဆိုရင်အောက်မှာပေးထားတဲ့ Telegram Channel link လေးကိုတွားပြီးတော့join ထားလို့ရပါတယ်အဲ့မှာထိုင်းစာလေးတွေကို free တင်ပေးနေပါတယ်ဒီကနေ့မျှဝေပေးသွားတဲ့စကားစုလေးတွေကတော့ထိုင်းနိုင်ငံမှာယနေ့ခေတ်လူငယ်တွေကြားမှာအသုံးများတဲ့စကားစုလေးပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်